အားလုံးပဲမင်္ဂလာပါလို့နေကောင်းကြမှာကြရဲ့လားအားလုံးပဲမင်္ဂလာပါကိုယ်စိတ်နှဖျားချွန်လန်းရှမ်းပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးတာပါတယ်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဒါလေးကတော့ရောင်းမှုလောက်ထားပေးတဲ့ဗီဒီယိုလေးပါလို့အယုတ်ကလေးနဲ့အစိမ်းရောင်လေးပါလို့တွန်းတကားလေးနဲ့အထက်မှာအန်ဆွဲပါပါလေးပဲလို့ဖွင့်ပြမယ်နော်အထက်မှာအန်ဆွဲနေပါတော့လေးပါထုတ်ပေးထားပါတယ်လို့အင်ကြီးမခောက်ချင်းမဲနဲ့ချိတ်မဲ့လူတွေအတွက်လုပ်ပေးထားတာပါလို့ပိုက်လုံးနဲ့ချိတ်လို့ရပါတယ်လို့ခောက်ချင်းလည်းဘေးမှာခောက်ထည့်လို့ရပါတယ်လို့ဒါလေးကအပန်းရောင်လေးအယုတ်ကလေးနဲ့လုပ်ပေးထားပါတယ်ဒါလေးကတော့အန်ဆွဲအပြင်မှာအောက်မှာနှစ်ခုပါလို့ပိုက်လုံးလေးနဲ့ဒါလည်းခောက်ထည့်လို့မရဘူးပေါ့ပိုက်လုံးနဲ့ချိတ်ရမယ်လေဒါလည်းအန်ဆွဲနှစ်ခုနဲ့ဒါအသေးလေးပါလို့ဒါတယောက်တုံးလေး